ရေရှည်သွားတာဖြစ်ပါတယ်နောက်ထပ်လည်းခုနှစ်နှစ်မှသည်နှစ်ပေါင်းများစွာတောင်ဒီကမိသားစုဝင်တွေတဲ့အတူတူလက်တွဲမဲ့ဆိုရင်လက်ခုပ်တန်ချိန်ကြောက်ရစေ Congratulations မှာကျွန်တော်တကယ်ကို leader ကောင်းစိတ်သက်ရှိပါတယ်ဒါအပြင် entrepreneur စိတ်အပြည့်နဲ့မြန်မာမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်တူလို့လည်းဂုဏ်ပြုချင်ပါတယ်လုံငယ်ပေပေတက်ကြွဖြတ်လက်ပြီးတော့တကယ်ကိုမာလီတို့အနေနဲ့ဒီလိုမျိုးလူကြီးလူကောင်းတွေတွေ့ဆုံရတာထက်မြက်တဲ့အမျိုးသမီးကောင်းတွေတွေ့ဆုံရတာတကယ်ကိုအင်ပြန်မှာဂုဏ်ယူရပါတယ်နော် MDC ကနေပညာတွေလည်းအများကြီးရနိုင်မယ်လို့လည်းထင်ပါတယ်ဘာပဲဖြစ်လက်တွဲမှုတွေနဲ့ MD ကတကယ်ကိုပွင့်လင်းရှိုးသားပြီးတော့အားလုံးနဲ့တူလက်တွဲခေါ်ဆောင်သွားနိုင်ကြတယ်ကဲဒီနေ့ဆိုရင်အလုပ်တွေမေးလိုက်ကြပါတဲ့နော်အလုပ်တွေမေးပြီးတော့ခါကျတော့ပျော်ရွှင်မှုခရီးတွေကိုစတင်မယ်ညမကြမီမှာလည်း2025ကိုနှုတ်ဆက်ရတော့မယ်အဲ့တော့2026မှာလည်းအားလုံးပဲ ready ဖြစ်နေဖို့အတွက်အားကျိုးမှန်တဲ့ motivate တွေဖြစ်စီဖို့အတွက်အခုလိုမျိုးဖန်တီးပြရခြင်းပဲဖြစ်ပါတယ်အဲဒီပဲဒီရှင်းဆုံးဝိုင်းမှာဆိုလည်းချောချောလလေးတွေ့ရတယ် MD ရဲ့တငယ်ချင်းတွေပဲဖြစ်မယ်နော်ပြင်မယ်ဖြစ်ပါတယ်ဟုတ်ကဲ့ဂုဏ်ယူပါတဲ့တငယ်ချင်းတွေကိုလာရောက်ပြီးတော့ကျွန်တော်တို့တငယ်ချင်းတွေကိုလာရောက်ပြီးတော့ဂုဏ်ပြုပေးတဲ့အတွက်ကျေးဇူးလည်းတင်ပါတယ်ရှင်ခုနကနှုတ်ဆက်ရသေးလို့ပါဒီတကောင်တော့ကျွန်တော်